အားလုံးပဲမင်္ဂလာပါရှင်အခုကတော့လျှက်စစ်အင်ဂျင်နီယာလက်ဆွဲလုပ်ငန်းခွင်သုံးလက်တွေ့ပြည့်ချက်ရှာဖွေနည်းစာအုပ်ထဲကမှအခန်းတစ်ထဲမှာပါဝင်တဲ့လျှက်စစ်စနစ်များအန်ဒီရဲ့ကင်းစေခြင်းနဲ့ပြုပြင်ထိန်းသိမ်းနည်းများအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်လျှက်စစ်ပညာဆိုတာဟာအတော်လေးကျေပြတ်ပါတယ်နည်းနည်းပါတယ်19ရာစုကနေပြီးတော့ယခု21ရာစုအထိစဉ်ဆက်မပြတ်တိုးတက်နေတဲ့အတတ်ပညာနည်းပညာတစ်ခုပဲဖြစ်ပါတယ်အီလက်ထရောနစ်ပညာရဲ့တိုးတက်ပြောင်းလဲမှုကပိုပြီးဆိုးပါတယ်ကျွန်တော်တို့ကျောင်းသားဘဝ1986ခုနှစ်မှာ electronic ပညာတတ်တစ်ယောက်အနေနဲ့ဆက်လက်စူးစမ်းခြင်းသာမရှိခဲ့ဘူးဆိုလို့ရှိရင်ယနေ့အချိန်မှာနည်းပညာနဲ့အတော်လေးဝေးနေပြီးတော့ခင်းနောက်ကျနေသူဖြစ်နေပြီပဲဖြစ်ပါတယ်1960လောက်မှာပါရဂူဘွဲကြီးတွေအမေရိကန်ကနေယူလာတဲ့ကျွန်တော်တို့ဆရာကြီးတွေတောင်မှ1986မှာခင်မီ electronic နည်းပညာနဲ့အလန်းဝေးသွားပြီပဲဖြစ်ပါတယ်ပို့ဆိုတာက1950ပြည်လုံးမှာထူးချွန်တဲ့ electronic ဆရာကြီးဟာကျွန်တော်တို့ကိုမီးလုံးတွေက electron အကြောင်းတွေကိုဒုက္ခခံပြီးသင်နေပါတယ်ကျွန်တော်တို့ကလုံးဝစိတ်ဝင်စားတော့1960ပြည်လွန်ကာလကလေးကမီးလုံးတွေကိုအသုံးမပြုတော့ဘူးဆိုတာဆရာကြီးသိထားတင်ပါတယ်ခေတ်ကာလနဲ့အမွေတော့တဲ့နည်းပညာကိုစွန့်လွတ်ပြီးတော့နည်းပညာအသင်းနောက်ကိုလိုက်တင်ပေမဲ့မလိုက်ခဲ့တော့ပါဘူးခပ်ပေါ်ပေါ်ကြီးဖြစ်နေပါတယ်အဲ့လိုမဖြစ်စေဖို့စာရေးဆရာကြီး Dennis D. Hall ရဲ့အချိန်မတူတဲ့စာအုပ်တစ်အုပ်ထဲဖြစ်ရှေ့မီနောက်မီခင်မီစွာဖြင့်လေ့လာနိုင်မှုစူးစမ်းတင်ပြထားလျက်ရှိပါတယ်လျှက်စစ်ပညာရှင်ကြီးများအားလုံးအတွက်အတိုင်းအတာတစ်ခုထိအကျိုးရှိစေမှာပဲဖြစ်ပါတယ်လျှက်စစ်စနစ် electrical system စက်ရုံများတွင်ဖြစ်စေဟိုတယ်ကြီးများတွေကုန်တိုက်ကြီးတွေမှာပဲဖြစ်ဖြစ်ပင်လယ်ကူးသင်္ဘောကြီးတွေမှာပဲဖြစ်ဖြစ်အရွယ်အစားကြီးသေးလိုက်စက်မျိုးစုံကိုအသုံးပြုရပါတယ်များသောအားဖြင့်ပန်ကာတွေမော်တာတွေကွန်ပရက်ဆာတွေပန့်တွေမီးလုံးတွေမီးချောင်းမျိုးစုံမီးဖိုတွေအပူပေးကရိယာတွေလေးပစ္စည်းများကိုအသုံးပြုရပါတယ်အဲ့ဒီအခါမှာလိုအပ်ချက်အနေထားပေါ်မူတည်ပြီးတော့ပါဝါသုံးစွဲမှုအနည်းအများကွာခြားမှုရှိတတ်ပါတယ်စက်ငယ်လေးများအတွက်လျှက်စစ်ပါဝါလိုအပ်ချက်နည်းပေမဲ့စက်ကြီးများအတွက်လျှက်စစ်ဓာတ်အားလိုအပ်ချက်ကမြင့်မားပြီးတော့လျှက်စစ်အန္တရာယ်လည်းကြီးမားပါတယ်ဒါကြောင့်မို့လို့လုံလောက်တဲ့အကာအကွယ်ပစ္စည်း protection equipment များကိုအသုံးပြုပေးရပါတယ်ဒါမှသာလျှက်စစ်ပစ္စည်းများကိုစိတ်ချလက်ချအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။နေအိမ်တွေမျိုးရင်းရက်ကွက်အတွင်းမှာအလုပ်ရုံစက်ရုံငယ်လေးများမှာပါဝါလိုင်းကနေပြီးတော့ AC လျှက်စစ်ကိုရရှိပါတယ်။ကြီးမားတဲ့စက်ရုံလုံရုံကြီးတွေလူနေရက်ကွက်မြို့ရွာနဲ့ဝေးတဲ့တောရက်ဒေသမှာစက်ရုံကြီးများအတွက် AC လျှက်စစ်ကို AC လျှက်ထုတ်ဆက် alternator မှာထုတ်ယူရရှိပါတယ်။ပင်လယ်ကူးသင်္ဘောကြီးများမှာလည်း AC လျှက်ထုတ်ဆက်တရားနေပြီးတော့ AC လျှက်စစ်ရရှိပါတယ်အသုံးများတဲ့ AC ဘိုအားတန်ဖိုးတွေကတော့100 volt 60 Hz 120 volt 60 Hz နဲ့220 volt 50 Hz တို့ပဲဖြစ်ကြပါတယ်ချိန်နှုန်း Hz တန်ဖိုးကွဲပြားမှုဟာဆိုလို့ရှိရင်မော်တာများအတွက်သာအကျိုးသက်ရောက်ပါတယ်အပူပေးတဲ့မီးဖိုတွေအပူပေးကရိယာတွေမှာလည်းအကျိုးသက်ရောက်မှုမရှိပါဘူးကျွန်တော်တို့နိုင်ငံလိုမျိုးလျှက်စစ်တာအားလုံးလောက်မရှိတဲ့နိုင်ငံတွေအတွက်အဓိကပါဝါကိုသာအားကိုးခြင်းမပြုဘဲနဲ့အရေးပေါ် generator ကိုလည်းအစင်းနဲ့တက်ဆင်ပေးထားရပါတယ်။အဲ့ဒါမှသာ AC ဓာတ်အားပြတ်တောက်သွားချိန်မှာအချိန်မဆိုင်ပဲဓာတ်အားရရှိမှာပဲဖြစ်ပါတယ်။အရန်မီးစက်ကနေထုတ်ပေးတဲ့လျှက်စစ်ဓာတ်အားကိုအဓိကဆွတ်ပုတ်ထဲသို့ပေးသွင်းထားရပါတယ်။အဲ့ဒီကနေတဆင်လျှက်စစ်ဝင်များကိုပေးသွင်းနေတဲ့အဓိကပါဝါပြတ်တောက်ချိန်မှာအရေးပေါ်လျှက်ထုတ်ဆက်နဲ့အရေးပေါ်ဆွတ်ပုတ်တို့ကလျှက်စစ်ဝင်ကိုဆက်လက်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အင်အားကြီးမားဖို့လိုအပ်ပါတယ်။နေအိမ်သုံးအတွက်ဓာတ်ဆီအင်ဂျင်နဲ့မောင်းတဲ့မီးစက်ငယ်တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်အသုံးပြုလို့လုံလောက်ပေမဲ့စက်ရုံအလုပ်ရုံကုန်တိုက်ကြီးတွေနဲ့ပင်လယ်ကူးသင်္ဘောကြီးတွေအတွက်ဒီဇယ်အင်ဂျင်ကြီးတွေနဲ့မောင်းနေတဲ့မီးစက်ကြီးများကိုအသုံးပြုဖို့လိုအပ်ပါတယ်ပုံ1.1မှာဆိုလို့ရှိရင်ခင်မီပင်လယ်ကူးသင်္ဘောကြီးတစ်စီးအတွက်လျှက်စစ်ပါဝါစနစ်ကိုဖော်ပြထားပါတယ်။ပုံကိုလေးလာလိုက်တဲ့အခါမှာအဓိကဂျန်နရေတာကြီး၄ခုကိုအသုံးပြုထားပြီးတော့အဓိကဂျန်နရေတာကြီးတွေချွေရုံးသွားတဲ့အချိန်မှာအစားထိုးရန်အတွက်အရေးပေါ်ဂျန်နရေတာတစ်ခုကိုအသုံးပြုထားပါတယ်။သင်္ဘောလျှက်စစ်စနစ်သည်စက်ရုံလျှက်စစ်စနစ်နဲ့တူညီနေသောကြောင့်ဖော်ပြခြင်းဖြစ်ပါတယ်။စက်ရုံများတွင်လည်းသင်္ဘောကြီးတွေကဲ့သို့မော်တာကြီးတွေကွန်ပရက်ဆာကြီးတွေပန်းဆက်ကြီးတွေကို tree အသွင်440 volt 60 Hz နဲ့အသုံးပြုထားပြီးတော့လေအေးပေးဆက်ရေခဲတစ်တာမီလုံးမီးချောင်းနဲ့ရုံမြင့်တန်ကြားဆက်တွေကိုဧကအသွင်220 volt 60 Hz ဖြင့်အသုံးပြုထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။စက်ရုံရွယ်စားအကြီးသေးပေါ်မူတည်ပြီးတော့အခြေအသုံးပြုရမှာပဲဖြစ်ပါတယ်ဂျန်နရေတာအရွယ်စားကိုလည်းဆုံးဖြတ်ရပါမယ်ကြီးမားတဲ့ခရီးသည်တင်သင်္ဘောကြီးတွေအတွက်
10 milliwatts ထပ်ပိုများတဲ့မီးစက်လေးခုအထိလိုအပ်ပါတယ်။ဒါပေမဲ့အရွယ်အစားကိုအခြေခံပြီးတော့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်အရွယ်အစားတူကုန်သင်းမောရီအတွက်350 kilowatt ကနေပြီးတော့1000 kilowatt ထိမီးစက်ငယ်နှလုံးကိုအသုံးပြုမယ်ဆိုလို့ရှိရင်မီးထွန်းခြင်းဝင်ချီစက်တွေအသုံးပြုခြင်းအတွက်လုံလောက်ပါတယ်။အရေးပေါ် generator အဖြစ်ကမ်းရိုးတန်းသွားသင်းမောတွေအတွက်10 kilowatt generator တစ်လုံးတက်ဆင်ထားမယ်ဆိုလို့ရှိရင်လုံလောက်ပါတယ်။ဒါပေမဲ့ကုန်တင်သင်းမောကြီးတွေအတွက်ကတော့300 kilowatt ထပ်ပိုများတဲ့ generator လိုအပ်ပါတယ်။လုပ်ငန်းအနေထားအရပြောရမယ်ဆိုလို့ရှိရင်ဘိုးအားနှိမ့်နဲ့ဘိုးအားမြင့်လိုအပ်ချက်များရှိလာပါတယ်။ပြည်ထောင်စုစံတက်ချက်စံချိန်သတ်မှတ်ချက် BS နဲ့နိုင်ငံတကာလျှက်စစ်ကော်မရှင်သတ်မှတ်ချက် IEC အရသတ်မှတ်ထား IEC သတ်မှတ်ထားတာကတော့ဘိုးအားနှိမ့်တန်ဖိုးကို90ဖို့ AC ဟုသတ်မှတ်ထားပြီးတော့ဘိုးအားမြင့်တန်ဖိုး1000ဖို့ AC ဟုသတ်မှတ်ထားပါတယ်။တကယ်လို့စက်ရုံအတွင်းဧကအသွင်ဘိုးအားနှိမ့်ထုတ်ဆက်မရှိဘူးဆိုလို့ရှိရင်ဘိုးအားမြင့်440 volt ကိုဧကအသွင် AC transformer ခံပြီးတဲ့နောက်မှာ110 volt နဲ့220 volt များပြောင်းပြီးတော့အသုံးပြုရပါတယ်။အပေါ်စားအငယ်စားလျှက်စစ်ဆက်တွေဖြစ်ကြတဲ့လွန်ဖောက်ဆက်တွေကြောက်ဆက်တွေဝက်အူရိုင်းအသွင်ဆက်တွေအတွက်အသုံးပြုတဲ့ဘိုးအားလိုအပ်ချက်ကတော့55 volt နဲ့55 volt ကနေပြီးတော့24 volt များသာလိုအပ်တဲ့အတွက်ကြောင့်မလို့ဘိုးအား short charge transformer အသုံးပြုပြီးတော့ဘိုးအားကို short charge ပေးရမှာပဲဖြစ်ပါတယ်။နေအိမ်သုံးအတွက် AC ဒါမက DC 12 volt နဲ့24 volt ကိုလည်းအသုံးပြုနိုင်ပါတယ်။လျှက်စစ်ပလန်ပုံများ electrical diagram လျှက်စစ်ပညာကိုလေ့လာတဲ့လျှက်စစ် engineer များဟာ9နှစ်ခန့်နေ့စဉ်ရက်ဆက်ဒုက္ခခံပြီးတော့လျှက်စစ်ပညာကိုသင်ယူကြရပါတယ်။ဒါကြောင့်လျှက်စစ်စာအုပ်လေးတအုပ်မြောက်ဝယ်ဖက်လေ့လာရုံများဖြင့်လျှက်စစ်ပညာရှင်ကြီးအဆင့်တော့ဘယ်လိုမှမရောက်နိုင်ပါဘူး။ဘလောက်ပဲအတွေ့အကြုံရှိနေပါစေဘေးတွေ့နိုင်ပါတယ်။ theory မရှိဘူးဆိုလို့ရှိရင်လည်းအကန့်နဲ့တူပါတယ်။ပီနာအိတ်စက်ရုံမှာစာရေးသူအမှုထမ်းခဲ့စဉ်တုန်းကပုဂ္ဂလိကကုမ္ပဏီစက်ရုံဖြစ်ပြီးတော့ဘွဲလက်မှတ်ကိုအရေးမထားလုပ်ငန်းကျွမ်းကျင်သူကိုလည်းဂရုမစိုက်ခဲ့တဲ့ကုမ္ပဏီဆွေမျိုးတော်ဆက်တဲ့သူနဲ့ဟိတ်ရန်ထုတ်ပြီးတော့ဒါရိုက်တာအဖွဲ့ဝင်များလေးစားအားထားရအောင်အပြောကောင်းသူများနေရာရလေးရှိတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။သွေးသားတော်ဆက်တဲ့တရုတ်ကြီးတယောက်ကိုလျှက်စစ်တာဝန်ခံနေရာပေးထားပါတယ်။အသက်အစိမ့်လောက်ကလေးကမိပြင်လာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့လက်တွေ့ပညာပိုင်းကျွမ်းကျင်ပါတယ်။မြန်မာစာရေးတက်ဖတ်တဲ့ယုံမဲ့ဖြစ်ပြီးတော့စက်ရုံလျှက်စစ်ပလန်းများကိုဘာမှနားမလည်ပါဘူး။ဒါကြောင့်ဘာဖြစ်ဖြစ်ရမ်းပြင်ပါတယ်။ဧကအသွင် single press နဲ့ 3 အသွင် 3 press များကိုဘာမှခွဲခြားနားလည်ခြင်းလည်းမရှိပါဘူး။စက်ရုံစတင်လဲပတ်ချိန်ဖြစ်ပြီးတော့စက်ရုံတည်ဆောက်မှုတာဝန်ခံများမကြာခဏလာရောက်ကူညီတဲ့အတွက်ကြောင့်မလို့အခက်အခဲတော့မကြုံပါဘူး။နောက်မှဘလို့စခန်းသွားမလဲတော့မသိပါဘူး။ပညာရှင်လို့ဆက်ဆက်ရခေါင်းမှန်းမသိတဲ့အရက်မှာမနေသင့်တဲ့အတွက်အမြန်ဆုံးစွန့်ခွာခဲ့ပါတယ်။သူ့ကိုလျှက်စစ်ပညာသင်ပေးပေမဲ့သူကလက်တွေ့ပဲတက်ပြီးတော့စာတွေ့မှာတုံညာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုးတက်လာခြင်းလည်းမရှိပါဘူး။ကျွန်တော်ဆိုလိုတာကလူငယ်တွေမပြင်းပါနဲ့။ပလန်းပုံလေးလာတက်ပြီးတော့ကိုပိုင်ရေးဆွဲတတ်ဖို့ကြိုးစားပါ။အဲ့ဒီအစိမ်းရောက်မှာလျှက်စစ်ပညာရှင်ဖြစ်မှာပါ။အများအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ပလန်းပုံရေးဆွဲရမှာနီး3ခုအနက်မှာနှစ်သက်ရာနီးကိုအသုံးပြုနိုင်ပါတယ်။ဘလို့နီးတွေလဲဆိုလို့ရှိရင် block diagrams စနစ်ပုံ system diagram နဲ့ပလန်းပုံ circuit diagram တို့ပဲဖြစ်ကြပါတယ်။လျှက်စစ်ပလန်းပုံများကိုရေးဆွဲခြင်းဖတ်နိုင်ခြင်းပြုလုပ်နိုင်မှသာစက်ရုံကြီးတွေပင်လယ်ကူးသင်္ဘောကြီးမြစ်တွေမှာပြစ်ဆက်ရှာဖွေခြင်းကိုအလွယ်တကူပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ပလန်းအတွင်းမှာအဓိကအပိုင်းကြီးကိုသာအလွယ်တကူရေးဆွဲဖော်ပြလိုတဲ့စံနစ်အတွင်းမှာအစိပ်ပိုင်းကြီးတွေကိုသာဖော်ပြပြီးတော့၎င်းတို့ဆက်သွယ်လှုပ်ဆောင်မှုအနေအထားကိုဖော်ပြပေးရပါတယ်။ပုံ 1.2 မှာလွန်ကဲလျက်စီးကိုဖြတ်တောက်ပြီးတဲ့ relay ပလန်းအတွက်ပုံ A နဲ့ပုံ A မှာဆိုလို့ရှိရင်ဘလောက်ပုံကိုဖော်ပြထားပြီးပုံ B မှာဆိုလို့ရှိရင်ပတ်လန်းပုံကိုဖော်ပြထားပါတယ်။ဘလောက်ပုံကိုလေ့လာလိုက်တဲ့အခါမှာနံပါတ်1အဝင် line စစ် improve filter နံပါတ်2လျှက်စီးချိန်ကြီးအပိုင်း current setting နံပါတ်3လျှက်စီးပြင် rectifier နံပါတ်4အချိန်ကိုညှိပေးတဲ့အပိုင်း time setting နံပါတ်5 detector နဲ့ charge chassis amplifier တို့ပဲဖြစ်ကြပါတယ်။ chassis ကနေထွက်တဲ့အချက်ပြကိုသတိပေးကိရိယာအလန်းတို့ပို့ပေးရပါတယ်။ပုံ B မှာအဝင် line စစ်အဖြစ် RC line စစ်ကိုဖော်ပြထားပါတယ်။လျှက်စီးချိန်ကြီးအပိုင်းမှာလျှက်ခံရှင် R2 ကိုဖော်ပြထားပါတယ်။လျှက်စီးပြင်ဒိုင်အုပ်ကိုလည်းဖော်ပြထားသေးပါတယ်။အချိန်ကိုညှိတဲ့အပိုင်းအတွက် R5 လျှက်ခံရှင်ကိုဖော်ပြထားတယ်။ဒီ data ဒိုင်အုပ်ကိုဖော်ပြထားပြီးတော့ချက်ဆက်အပိုင်းမှာ IC အကျိုးချက်ဆက်နဲ့ transistor
အထွက်ချဲဆက်တို့ကိုဖော်ပြထားသေးပါတယ်။နှိုင်းယှဉ်ပြီးလေ့လာမယ်ဆိုလို့ရှိရင်ကောင်းစွာသဘောပေါက်နိုင်ပါတယ်။ပုံ 1.3 မှာဆိုလို့ရှိရင်ပါဝါစနစ်အတွက်စံနဲ့ပတ်လန်းပုံစံကိုဖော်ပြထားပါတယ်။ပုံ 1.4 မှာကျတော့ပါဝါနဲ့ထိန်းချုပ်ပတ်လန်းပုံကိုဖော်ပြထားပါတယ်။ Mario Channel ကို subscribe လုပ်ပြီးနောက်လည်းအမြဲလာရောက်အားပေးနားထောင်မှုအတွက်ဖိတ်ခေါ်ကြပါရရှင်။ဒီ channel မှာစိတ်ဝင်စားဖွယ်စာအုပ်တွေရှားပါးစာပေတွေနဲ့အချိန်ကုန်တက်တက်တာနဲ့အသိပညာတိုးပွားစေမယ့်အကြောင်းအရာတွေကိုအမြဲစီစဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းလောင်းလေးနဲ့ like and share လုပ်ပေးခြင်းအပြင်ကျမတို့ကိုအားပေးနိုင်ပါတယ်ရှင်။